တခါတလေမှာဂရိသစ္စာဆိုတာသက်ရှိတွေအတွက်တည်းမဟုတ်ပဲသေဆုံးသွားတဲ့သူတွေအတွက်ပါအသက်ဝင်သွားတတ်ပါတယ်။အချစ်စစ်ကိုရှာဖွေရင်းအထီးကျန်စွာသေဆုံးသွားခဲ့ရတဲ့မိန်းကလေးတစ်ယောက်နဲ့မတော်တဆမှုတစ်ခုကြောင့်သူမရဲ့ကဘာတွေကိုရှောက်သွားခဲ့တဲ့လူသားတစ်ယောက်သူတို့နှစ်ဦးရဲ့မဖြစ်နိုင်တဲ့အချစ်ဇာတ်လမ်းလေးကိုခန်းစားကြည့်လိုက်ရအောင်လားခင်ဗျာ19ရာစုရဲ့လေတုကအမြဲတမ်းအုံမိုင်းနေသလိုပါပဲဖီတာဖန်တော့ဆိုတာငွေကြေးချမ်းသာပေမဲ့နူးညံ့သိမ်မွေ့ပြီးစနေရတိရတာဝါသနာပါတဲ့လူငယ်လေးတူပါသူမိဘတွေကတော့ဂုံဘိုးအတွက်နဲ့ဆင်းရဲသွားတဲ့မျိုးရိုးမြင့်မိသားစုကဗစ်တိုးရီးယားအဗာကလော့နဲ့အတင်းအဓမ္မဆေးဆက်ပေးခဲ့ကြတယ်ထူးဆန်းတာကသူတို့နှစ်ယောက်ဟာပထမဆုံးစနေရတရင်တွေ့ဆုံတဲ့ခဏမှာတည်းတယောက်ရဲ့နှလုံးသားကိုတယောက်ကမြင်သွားခဲ့ကြတာပါဒါပေမဲ့ဗီတာရဲ့စိုးရိမ်စိတ်တွေကမင်္ဂလာပွဲလေးကျင်ခန်းမှာပြဿနာတက်စေခဲ့တယ်မိကွက်တွေကိုမှရခမလောင်ရဲ့အင်ကြီးကိုမီးလောင်စေခဲ့တဲ့အထိလွဲလွဲချော်ချော်ဖြစ်ခဲ့လို့ဗီတာဟာအရှက်ရစွာနဲ့တောအုပ်ထဲကိုပြေးထွက်လာခဲ့ပါတယ်နင်းတွေဖုံးနေတဲ့တောအုပ်ရဲ့အလယ်မှာဗီတာဟာမင်္ဂလာဂရိသစ္စာတွေကိုအလွတ်ကျက်နေခဲ့တယ်ဒီလက်နဲ့မင်းရဲ့ဝမ်းနည်းမှုတွေကိုငါတုပ်ပေးမယ်မင်းရဲ့ခွက်ထဲကိုငါဝိုင်းဖြည့်ပေးမယ်ဆိုတဲ့စကားလုံးတွေနဲ့အတူသူဟာလက်စွပ်လေးကိုမြေကြီးထဲကထွက်နေတဲ့တစ်ကိုင်းကြောင်လေးတစ်ခုမှဆွတ်ပေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒါကတစ်ကိုင်းမဟုတ်ခဲ့ပါဘူးအသားရည်တွေပုတ်ပွနေပေမဲ့လှပတဲ့ဝတ်စုံကိုဝတ်ထားတဲ့သူတို့သမီးအမ်မလီရဲ့အယူလက်ချောင်းလေးပါအမ်မလီဟာကျမလက်ခံပါတယ်ဆိုတဲ့စကားနဲ့အတူမြေကြီးအောက်ကနေထွက်လာပြီးဗစ်တာကိုတရေကဘာစီဆွဲခေါ်သွားပါတော့တယ်တရေကဘာဆိုတာလူလောကထက်ပိုပြီးဆိုပြေတောက်ပနေတာအံ့ဩစရာပါအဲ့ဒီမှာအမ်မလီကသူမရဲ့ပုံမြင်ကိုပြောပြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူမဟာသစိမ်းတယောက်နဲ့ချစ်ကြွမ်းဝင်ပြီးအိမ်ကနေရတနာတွေယူကာခိုးရလိုက်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့သူမချစ်တဲ့သူကသူမကိုသစ္စာဖောက်ပြီးရတနာတွေကိုလူယူကာသူမကိုတစ်ဖြတ်ပြီးတောထဲမှာမြုံနှံခဲ့တာပါသူမဟာအချစ်စစ်ကသူမကိုပြန်လာကဲထုံးမဲ့ရက်ကိုစောင့်နေခဲ့တာနှစ်အတော်ကြာပါပြီအခုဖီတာကသူမကိုဂရိသစ္စာဆိုပြီးလက်ဆွတ်ပေးခဲ့တော့ဖီတာကိုသူမရဲ့ကံကြမ္မာကပေးတဲ့လက်ဆောင်လို့ယုံကြည်သွားခဲ့တာပါဖီတာဟာဗစ်တိုးရီးယားစီကိုပြန်ဖို့နှီးမျိုးစုံနဲ့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဗစ်တိုးရီးယားဟာလည်းမိဘတွေရဲ့အတင်းအဓမ္မစိတ်ခိုင်းမှုကြောင့် Love Bucket ဆိုတဲ့လူယုံမာတယောက်နဲ့လက်ထပ်ဖို့ပြင်ဆင်နေရပါတယ်ဗီတာတယောက်အားကိုးရမဲနေတဲ့အချိန်မှာအမ်မလီရဲ့စစ်မှန်တဲ့အကျဉ်းသားတွေကိုမြင်လာရပါတယ်။ဒါပေမဲ့တရေကဘာရဲ့ဥပဒေအရတေချင်တရားကခွဲခွာသွားခြင်းအထိဆိုတဲ့ကလေးကပြေဆုံးမှုဆိုရင်ဗီတာကိုယ်တိုင်အသက်ရှင်နေလို့မရပါဘူး။သူဟာအစိတ်တောက်ပြီးတေဆုံးမှသာအမ်မလီရဲ့တရားဝင်ခင်မွန်းဖြစ်နိုင်မှာပါ။အမ်မလီရဲ့အထီးကျန်မှုကိုတနာတဲ့ဗီတာကအစိတ်တောက်ဖို့သဘောတူလိုက်တဲ့အခါတရေအလုံးဟာလူလောကကဘုရားကျောင်းကိုတက်လာပြီးမင်္ဂလာပွဲဆင်နွှဲကြပါတော့တယ်။မင်္ဂလာပွဲရဲ့အဆုံးသတ်ဗီတာအစိတ်တောက်ခါနေမှာအမ်မလီဟာတိုင်ကတ်နိုင်နောက်မှာပုံပြီးကြည့်နေတဲ့ဗစ်တိုးရီးယားကိုမြင်သွားခဲ့တယ်။သူမကိုယ်တိုင်ခံစားခဲ့ရတဲ့သူတို့သမီးဘဝပျက်စီးခြင်းဝေဒနာကိုနောက်ထပ်မိန်းကလေးတစ်ယောက်ထပ်မခံစားစေချင်တော့ဘူး။အဲ့ဒီအချိန်မှာပဲအမ်မလီကိုတတ်ခဲ့တဲ့လူသမားဟာ Lord Bucketဗစ်တိုးရီးယားရဲ့ခင်မွန်းသစ်ဖြစ်နေတာကိုအားလုံးသိသွားကြပါတယ်။သူဟာဝက်လဲပြီးအစိတ်ဝိုင်းကိုမတော်တဆတောင်းမိကသေဆုံးသွားခဲ့တယ်။အခုတော့အမ်မလီအတွက်ကလဲစားချေခြင်းကပြီးဆုံးသွားခဲ့ပါပြီ။သူမဟာဗစ်တာနဲ့ဗစ်တိုးရီးယားရဲ့လက်နက်ဖက်ကိုပေါင်းစည်းပေးခဲ့တယ်။မင်းဟာငါ့ကိုလွတ်မြောက်စေခဲ့သူပါလို့ပြောပြီးသူမရဲ့လက်ထက်လက်စွပ်လေးကိုဗစ်တာစီပြန်ပေးခဲ့တယ်။သူမရဲ့ခန္ဓာကိုယ်ဟာလိပ်ပြဖြူလေးတွေအဖြစ်ပြောင်းလဲပြီးလက်တာညရဲ့ကောင်းကင်ယံထဲမှာပျောက်ကွယ်သွားပါတော့တယ်။သူမဟာအချစ်ကိုပိုင်ဆိုင်ခွင့်မရခဲ့ပေမဲ့အချစ်ကြောင့်ပဲကျင်းစာကနေလွတ်မြောက်ပြီးကောင်းကင်ကိုရောက်သွားခဲ့ပါပြီ။တစ်ခါတလေမှာအချစ်ဆိုတာကိုဘေးနားမှာအတင်းဆွဲထားဖို့မဟုတ်ပဲကိုချစ်ရတဲ့သူပျော်ရွှင်မှုအတွက်အဝေးကနေကြည့်ပြီးဆူတောင်းပေးတာမျိုးလည်းဖြစ်နိုင်ပါတယ်။အမ်မလီရဲ့ဆွလွန်မှုဟာ
ကျွန်တော်တို့နှလုံးသားထဲမှာအမြဲတမ်းရှင်သန်နေမှာပါဒီဗီဒီယိုလေးကိုနှစ်သက်ရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်နော်